ကျမ်းမာရေးမကောင်းတဲ့လူတွေအတွက်ဆိုလို့ရှိရင်လည်းဒါကိုလေသူတို့ပြုတ်တို့လို့ရှိရင်သူကဖောတာရောင်တာတွေကိုကောင်းတယ်လို့ပြောတယ်ပေါ့နော်စိန်တပေါ်ညောအဖောရောင်နေကြတယ်ပေါ့အဲ့တော့ကျွန်တော်ကကျမ်းမာရေးကောင်းတာမကောင်းတာမဟုတ်ဘူးမြင်ရောအဲ့ဟာကိုပြုတ်ရင်ရောကြိုက်တာကျွတ်လေးနဲ့ပြီးတော့ချင်းပြုံးလေးသူကဒီနေ့တော့လေအိမ်မှာတယောက်တည်းပေါ့နော်တယောက်တည်းရှိနေတော့ထမင်းဖြစ်တယ်လို့လေးစားမယ်ပေါ့နော်တယောက်တည်းရှိရဘယ်သူမှမရှိအဖွားလည်းအပြင်သွားနေတယောက်တည်းဆိုတော့လေးဖြစ်တယ်လို့လေးပဲထမင်းကုန်လည်းမချတော့ဘူးဒါဖြစ်တယ်လို့လေးစားမယ်အဲ့တော့ဒီနေ့ဘာနဲ့စားမှလဲဆိုလို့ရှိရင်ဒါငပိပေါ့နော်ငပိရေစမ်းထားပြီးတော့ငပိရေထဲမှာကျွန်တော်ဘာလုပ်ထားလဲဆိုလို့ရှိရင်အချင်းလေးစားခြင်းလို့တမယာကြီးညှက်ထားတယ်ပြီးတော့ဒါကတော့သခွားသီးတို့စရာပေါ့နော်ပြီးတော့ဒါကလေအဖောရောင်တွေကောင်းတယ်လို့တော့ပြောတာပဲဒါလည်းကျွန်တော်ကတော့ဒီဟာလေးဒီတိုင်းဆိုလည်းစားရပေါ့နော်ဒါစိန်နဘောညွန့်လို့ခေါ်တယ်စိန်နဘောညွန့်တို့စရာရဲ့ပြီးဒါကတော့ဒါစက်သားအချက်ကလေးပေါ့နော်စက်သားတွေပါရတော့တိတ်တော့မကြိုက်ဘူးပြီးတော့ဒါကတော့ဘုံလုံးသီးကိုချက်ထားတာပေါ့နော်ဘုံလုံးသီးချက်လေးဘုံလုံးသီးချက်ကလေးရဲ့ဒါကတော့ဘုံလုံးသီးနဲ့ဝတ်သားအိမ်မှာမနေ့ကဝတ်သားကြံတဲ့ဟာလေးနဲ့ချက်ထားပါနော်အဲ့တော့ရှိတာလေးနဲ့ပဲစားလိုက်ပါဦးမခင်ဗျာစားကြပါဦးခင်ဗျာအဲ့တော့ဒီနေ့အချိန်ကလည်းနောက်ကျနေပေါ့နော်တနာရီတောင်တနာရီအောင်ထိုးနေပြီဆိုတော့နည်းနည်းသမင်းစားနည်းနည်းနောက်ကျတယောက်တည်းရှိနေတဲ့အချိန်ဆိုတော့ပြင်းနေတာနဲ့ပေါ့နော်စားကြပါအောင်ခင်ဗျာတော့ဒါတို့စရာပေါ့နော်စိန်တပေါ်ညွန့်ကျွန်တော်ကတော့ကြိုက်တယ်သလားစိန်တပေါ်ညွန့်လေးပါလေဈေးထဲမှာအခုမှပေါ်တော့စားကြလို့မပြီးတော့တမယာညက်စားချင်းလေးနဲ့အရန်စားကောင်းတာပဲသလားတော်တော်စားကောင်းတယ်အရင်ဆိုလို့ရှိရင်တော့တမယာတီးတွေပါတို့စားပဲစားပေါ့နော်ငါပြီးရတယ်အလိုညှစ်ပြီးတော့စားရတော့ဘာမှမရှိဘူးငါပြီးရစမ်းပြီးရတဲ့အချိန်မှာလေတမယာတီးတို့ဆိုပြီးတမယာတီးကိုညှစ်ချရတယ်ညှစ်ပြီးစားကောင်းတော့တော့ခွာဒီရောက်ရဆိုတော့ခုံလေးပါလည်းမစားဘူးဒါမှမစားဘူးကျွတ်ကလေးနဲ့လေတော့စိန်နပေါ်ညွန့်ထဲထဲမှာချွဲလေးနဲ့တားကောင်းတယ်အခုဈေးထဲမှာပေါ်နေပါတော့တို့ကြည့်သလားအရင်ကောင်းတော့ပြီးတော့လေကျမ်းမာရေးမကောင်းတဲ့လူတွေအတွက်ဆိုလို့ရှိရင်လည်းဒါကိုလေသူတို့ပြုတ်တို့လို့ရှိရင်သူကဖောတာရောင်တာတွေကိုကောင်းတယ်လို့ပြောတယ်ပေါ့နော်စိန်နပေါ်ညွန့်အဖောရောင်နေကြတယ်ပေါ့အဲ့တော့ကျွန်တော်ကကျမ်းမာရေးကောင်းတာမကောင်းတာမဟုတ်ဘူးမြင်ရောအဲ့ဟာကိုပြုတ်ရင်ရောကြိုက်တာကျွတ်လေးနဲ့ပြီးတော့ချင်းပြုံးလေးသူကครับဘုံလုံးသီးချက်ကောင်းသမင်းမစားပြရတာလည်းကြာနေပြီဆိုတော့လေအဲ့တော့မလာပြီးစားပြပြီးတာကောင်းကိုဒီနာဈေးထဲမှာဒါမျိုးလေးရောင်းနေဆိုလို့ရှိရင်လည်းဝယ်စားကြည့်သလားဒီတိုင်းမှာရိုးပြုတ်လိုက်အောင်မတော့ချင်းပြုံးလေးနဲ့ချွတ်လေးပေါ့နော်ဒါကတော့စိန်တပေါ်ညွန့်တော့ခေါ်တယ်တနေရာနဲ့တနေရာဒေသတော့ခေါ်တာကျွန်တော်ဒီကျမတူပဲအဲ့တော့တခြားဘက်တွေမှာဘယ်လိုခေါ်လဲဆိုတော့ comment လေးဝင်ရေးပေးကြအောင်နော်ဘာလို့တော်စားတယ်ဆိုတော့ပြင်းနေတာမစားကြအခုစားရတော့ပဲတော်စားနေတော့စားအပြေတယ်ဟိုအများကြီးနှစ်စားအရင်စားကောင်းတော့မှာအဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုသဘောကျရဆိုလို့ရှင်လည်းအောက် like လေး comment လေးရေးပေးကြ share လေးလည်းလုပ်ပေးသွားသဘောကျရဆိုလို့ရှင် YouTube မှာလည်းကျွန်တော်ရဲ့ channel လေးရှိရယ်ပြီးတော့လို့ရှိရင် TikTok မှာလည်းရှိရယ်ဆိုတော့ TikTok မှာလည်း follow လေးလုပ်သွား YouTube ကိုသဘောကျရဆိုလို့ YouTube မှာကြည့်ချင်တယ်ဆိုလို့ရှင်လည်း subscribe လေးလုပ်သွားပေးကြပါအောင်เนาะကျွန်တော်တော့အခုဆက်ပြီးစားလိုက်အောင်မเนาะဘိုက်ကမွားသေးဘူးဆိုတော့စားလိုက်အောင်ပါအားလုံးကိုကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာတတား